လူတွေအမြင်မှာအများတန်းပြုံးပြောပြီးအနုပညာလုပ်ငန်းတွေကိုလုပ်နေခဲ့တယ်ဆိုပြီးမဲ့လေကိုရမှာကိုယ့်အကူယုံကြည်မှုပျောက်တဲ့နေ့ရက်တွေအချိန်တွေရှိခဲ့မှုလေနီလန်ပေါင်းစုံကိုသုံးခဲ့ပြီးမဲ့လေအသက်အရွယ်ရလာတာနဲ့မျှဝိချရတာတကယ်ကိုမလွယ်ဘူးဝေးရစားရတာလည်းတကယ်ကိုအဆင်မပြေတော့ဘူးကင်မရာရှိမှရရတာကိုကိုယ့်ကိုယုံကြည်မှုမရှိလာတဲ့အခါမှာအဲ့ဒီအချိန်တွေကတော့ကျွန်တော်အတွက်တကယ်ကိုလက်တွေ့ကြကြ struggle တခုဖြတ်သန်းနေရတယ်လို့ပဲဒီလိုကျွန်တော်စိတ်ပြက်လက်ပြက်ဖြစ်နေတဲ့အချိန်မှာ scan set ဟိုတွေကိုရတာလေဒီမှာကျွန်တော်ဒေါက်တာထက်တူဒေါက်တာမီရုနဲ့တွေ့လဲရတာကျွန်တော်တို့ကံကောင်းခြင်းတစ်ခုပါ nutritionist doctor aesthetic doctor ရဲ့ ယူဆိုင်မှု scan set ပုံရဲ့ဤပညာတိုးတက်မှုတွေကြောင့်ကျွန်တော်ရဲ့ဝါနေတဲ့အစီတက်နေတဲ့ခန္ဓာကိုယ်ဟာတွက်လက်ပေါ်ပါပြီးတော့အခုဆိုလို့ရှိရင်စမတ်ကြတဲ့ခန္ဓာကိုယ်ပြန်လည်ပိုင်ဆိုင်မှုရပါပြီ